အခုကြည့်နေတဲ့ဒကာဒကာမပေါင်းသူတော်ကောင်းတို့အလူရည်စက်လက်နဲ့မကွာလှူဒန်းနေတဲ့ပုံကိုယ်တွေရှိရင်ဒီဗီဒီယိုလေးကိုစောင်းအောင်ကြည့်သွားပေးပါဓရိယာဗုဒ္ဓသောဒါနံအပံဝါယတိဝဘဟောယောဇာဓတဝနာနုကပိတံဒုက္ခရတရံတရောတပ္ပညံသူကရံဌာနံတမေအခါဟိပု္စိတောအဓိပ္ပာယ်လေးကတော့အလူဒါနပြုလုပ်မယ်လို့တွေးလို့ရှိရင်လည်းလွယ်ကူတယ်တွေးပြီးတော့အလူဒါနတွေကိုတွေးပြီးတော့လှူပြီးပြီဆိုလို့ရှိရင်လည်းလွယ်ကူတယ်လှူပြီးတဲ့အလူကိုရေစက်ချပြီးတော့ပြီးမြောက်သွားတဲ့အချိန်မှာနှစ်တည်းမြောင်များစွာကြာလို့ရှိရင်အဲ့ဒီအလူတွေကိုတွေးပြီးတော့ဝမ်းမြောက်နိုင်ဖို့ဆိုတာအင်မတန်မှခက်တယ်ဘယ်အလူပဲလှူပြီးတဲ့အလူတွေကိုအမြဲတမ်းအိယာဝင်တဲ့အချိန်မှာဘယ်နေ့ဘယ်ရက်ဘယ်နှလပိုင်းကဘယ်နေရာဒေသမှာအလူတွေလှူခဲ့တယ်ဆိုတာတွေးပြီးတော့ဝမ်းမြောက်နိုင်ရမယ်ဒါကြောင့်ဦးဇင်းတို့ဒကာဒကာမပေါင်းသူတော်ကောင်းတို့အလူဒါနတွေငယ်စဉ်တောင်စီကလေးဘဝတည်းကပြုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေရှိကြမှာပါအဲ့ဒီအလူတွေကိုတွေးပြီးတော့ဝမ်းမြောက်နိုင်ရမယ်တဲ့နော်ဒါကြောင့်မလို့ဦးဇင်းတို့ဒကာဒကာမပေါင်းသူတော်ကောင်းတို့အလူဒါနတွေကိုတွေးပြီးတော့ဝမ်းမြောက်နိုင်ကြပါစေတော့လို့ဦးဇင်းကမင်းကြလိုက်ပါတယ်အားလုံးကျမ်းမာချမ်းသာလူရဆန္ဒပြည့်စုံကြပါစေ